အားလုံးပဲမင်္ဂလာပါ2026ကမ္ဘာဖလားပွဲကတော့ဘောလုံးလောကရဲ့အကြီးမားဆုံးပွဲတော်တစ်ခုဖြစ်လာတော့မှာပါအမေရိကန်ကနေဒါနဲ့မက္ကဆီကို၃နိုင်ငံပူးပေါင်းကျင်းပမှာဖြစ်ပြီးဒီပြိုင်ပွဲမှာအသင်းပေါင်း48သင်းအထိပါဝင်ရှင်ပြိုင်ကြမှာဖြစ်ပါတယ်ဒါပေမဲ့ပရိသတ်တွေအားလုံးစိတ်ဝင်စားနေတဲ့မေးခွန်းတစ်ခုရှိပါတယ်ဘယ်အသင်းကကမ္ဘာဖလားကိုကင်ရောက်နိုင်မလဲလက်ရှိအခြေအနေအရစပိန်အသင်းဟာအကြီးမားဆုံး favorite အသင်းအဖြစ်သတ်မှတ်ခံထားရပါတယ်ယူရို2024ချန်ပီယံဖြစ်ခဲ့ပြီးလူငယ်ကျယ်ပွင့်လမိုင်းယာမဲနီကိုဝီလီယံကွင်းလယ်လူဂါဗီရိုဒရီတို့ကြောင့်အသင်းရဲ့စုဖွဲ့မှုအားကတခြားအသင်းတွေအတွက်အလွန်အန္တရာယ်ရှိနေပါတယ်ပြင်သစ်အသင်းကလည်းမမေ့တဲ့အသင်းတစ်သင်းပါခီလီယန်အမ်ဘာပေဦးဆောင်တဲ့ဒီအသင်းဟာအတွေ့အကြုံရောအရေးသွေးရောပြည့်စုံနေပြီး World Class အဆင့်မှာအမြဲတမ်းကြောက်စရာကောင်းတဲ့အသင်းတစ်သင်းဖြစ်ပါတယ်အင်္ဂလန်အသင်းကလည်းဂျူဘယ်လင်ဂန်ဒန်ဂလန်ရိုက်စ်ဟယ်ရီကိန်းတို့နဲ့အတူချန်ပီယံဆုကိုစိန်ခေါ်ဖို့အဆင်သင့်ဖြစ်နေပါတယ်ဒါအပြင်လက်ရှိချန်ပီယံအာဂျင်တီးနားကလည်းမက်ဆီရဲ့ဦးဆောင်မှုနဲ့အတူချန်ပီယံပွဲကိုကာကွယ်နိုင်မလားဆိုတာစိတ်ဝင်စားဖို့ကောင်းနေပါတယ်ကမ္ဘာဖလားသမိုင်းတစ်လျှောက်အောင်မြင်ဆုံးအသင်းတွေကတသင်းဖြစ်တဲ့ဘရာဇီးအသင်းကလည်းတိုက်စစ်မှာနေမှာပါဝင်လာတာကြောင့်အားတက်စရာဖြစ်ပြီးဥရောပအခြေစိုက်ကစားသမားအများစုပါဝင်တာကြောင့်ရှော့တွက်လို့မရတဲ့အသင်းဖြစ်ပါတယ်ကမ္ဘာဖလားပြိုင်ပွဲဆိုတာခံမှန်းရခက်တဲ့ပြိုင်ပွဲတစ်ခုပါအကြိုက်ဆုံးအသင်းတွေကိုစုဖလားရစေခြင်းပေမဲ့လည်းအံ့အားသင့်စရာရလဒ်တွေအမြဲထွက်ပေါ်လာလေးရှိပါတယ်ပရိသတ်ကြီးကရောဘယ်အသင်းကိုအားပေးထားလဲစပိန်အသင်းလားပြင်သစ်အသင်းလားအာဂျင်တီးနားလားပေါ်တူဂီအသင်းလားဒါမှမဟုတ်ဘရာဇီးအသင်းလားကွန်မန့်မှာရေးခဲ့ပြီးတင်းရဲ့ World Cup ချန်ပီယံကိုခန့်မှန်းသွားကြပါဦး2026ကမ္ဘာဖလားချန်ပီယံကဘယ်အသင်းဖြစ်လာမလဲဆိုတာစောင့်ကြည့်လိုက်ကြရအောင်ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်